ကဲ sorry ကဲအားလုံးပဲမင်္ဂလာပါကဲဘလို့လဲကိုရီမာရီနော်ညနေကနန်းထွက်တဲ့အကိုရီမာရီတော့ကိုလုံးဝဝမ်းသာပီတိဖြစ်နေတာနော်ကဲမရဘူးမမြတ်ဘူးလို့တော့မပြောနဲ့နော်ကျွန်တော်နှစ်ပတ်တိဗုဒ္ဓဘူးနေ့နေကုန်စာကျွန်တော်တော့ကတဲ့ထုတ်ပေးထားတာနော်ဒါဖုန်းတိုက်ဆက်တဲ့ကိုရီမာဖုန်းဆက်တဲ့ကိုရီမာတွေရော Viber ကိုရီမာတွေရောအကုန်လုံးရတယ်နော်အဖွဲဝင်ခေါ်ထားတာမဟုတ်ဘူးနော်နှစ်ပတ်တိနော်ကျွန်တော်တကွက်ထဲမနေ့ကအကုန်လုံးအပိုင်ပေးခဲ့တယ်နော်မနက်ကတော့83ထပ်ရမယ်မနက်က83လည်းရမယ်9နှစ်လည်းရမယ်နေကုန်ရမယ်နော် Viber မှာလာပြီးတော့ပြောကြတဲ့ကိုရီမာတွေအကုန်လုံးနော်တကယ်နော်ဘယ်လိုပြောရမလဲရတဲ့ကိုရီမာတွေတော့ကိုလုံးဝအကုန်လုံးတော့ဝမ်းသာပီတိဖြစ်မိတယ်နော်ကျွန်တော်ယုံကြည်ပြီးတော့အခုလိုမျိုး live ဆော့ပေးရတဲ့ကိုရီမာတွေနော်ဂျီမင်းတွေ live ဆော့ပေးရတဲ့ဆိုတဲ့ကိုရီမာတွေတော့အကုန်လုံးဝမ်းသာပါတယ်နော်ကဲအောင်တော့ကိုရီမာတွေမင်္ဂလာပါနော်ကျွန်တော်ပေးထားတော့ဒီနေ့နေကုန်မှာကျွန်တော်ပေးထားတော့68ပတ်တီးနော်68ပတ်တီးပေးလို့9နှစ်နဲ့ဘာဆိုင်လို့လဲတော့မလုံးနဲ့နော်ဒါ9နှစ်ကိုမနေ့ရက်ကျွန်တော်မနေ့ရက်ကိုရီမာတွေအကုန်လုံးပြောခဲ့တယ်ဗုဒ္ဓဘုန်းနေ့အတောက်ကို share ပတ်တီးတစ်လုံးနဲ့ share မွေးကတစ်ခွက်နော်အကုန်လုံးလက်ဆောင်ပေးမယ်ဆိုပြီးကျွန်တော်အကုန်လုံးပြောထားတယ်ဗီဒီယိုဖိုင်ထဲမှာတော့ကျွန်တော်ကနန်းကော့ကိုကျွန်တော်ပြောမပေးတော့ဘူးနော်ဘာကြောင့်လဲဆိုတော့ဟော်ကနန်းဖြစ်မှာဆိုလို့အဲ့ဒါမှကျွန်တော်ပြောပေးမတော့ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်ရှိကိုဖုန်းတိုင်းဆက်ပါနော် Viber ရှိတဲ့သူတွေ Viber မှာလာယူ Telegram ရှိတဲ့သူတွေ Telegram မှာလာယူပါဆိုပြီးကျွန်တော် Viber channel လည်းထောက်ပေးထားရနော်ကဲ live ဆော့ပါဆိုတဲ့ကိုရီမားကြီးကဲလုံးပေါအောင်ဒီနေ့နေကုန်မှာတကွက်တည်းထုတ်ပေးထားရနော်တကွက်ကိုညမနက်ကလေးထိုးရုံနဲ့နေအဆင်ပြေနေပြီနော်အဲ့ဒီကွက်ကို live မဆော့လို့ပတ်တိ68ပတ်တိ live ဆော့ရဲဆိုတဲ့ကိုရီမားကြီးမနက်ကလည်း83ဒဲမိတ်နေကုန်လုံးဝအဆင်ပြေပြီနော်ကျွန်တော်ရဲ့ကိုရီမားကြီးကျွန်တော်ဒီတစ်ပတ်တော့လုံးဝတာဝန်ကြောင်လုပ်ပေးနိုင်ခဲ့ပြီအောင်တော့ကိုရီမားရဲ့အတွက်ကိုလည်းဒီနေ့မှလည်းတကွက်တဲ့နဲ့အဆင်ပြေပြီဖြစ်တဲ့အတွက်နော်ဝမ်းသာပီတိဖြစ်မိပါတယ်အဲ့ဒီအတွက်နော် Viber မှာအောင်မခံရသေးတဲ့ကိုရီမားတွေကလာမယ်ဒီဗီဒီယိုဖိုင် live show လေးကိုပြီးဆုံးနိုင် live ပြီးကြည့်မယ်ပြီးရင်ဗီဒီယိုဖိုင် live အောက်ကလေးမှာပဲနော်ပေါက်ကြီးလေးတွေမှန်းခဲ့ပါအမျက်မရသေးဘူးမပေါက်သေးဘူးအဆင်မပြေသေးဘူးဆိုတဲ့ကိုရီမားရဲ့ဗီဒီယိုဖိုင် live show လေးကိုပြီးဆုံးနိုင် live ပြီးကြည့်ကြာတာပလေးတောက်ကြအတွက် share ပတ်တိတစ်လုံးထုတ်ပေးထားတယ်နော်ကြာတာပလေးတောက်ကြအတွက် share ပတ်တိတစ်လုံးထုတ်ပေးထားတယ်အဲ့ဒါဗီဒီယိုပိုင်းအဆုံးလေးမှာကျွန်တော်ပြောပြပေးနော်ကဲအဲ့ဒါဆိုအောင်တော့ကိုရီမားတွေပေါက်ကြီးလေးတွေ comment လေးမှာမှန်းခဲ့ပါဘယ်သူတွေဘယ်လောက်ဖို့ပဲရကြအားလုံးသောကိုရီမားတွေတော့ကျွန်တော်ကိုဆိုင်လုံးဝဝမ်းသာပီတိဖြစ်မိပါတယ်နော်ကဲအားလုံးပဲမင်္ဂလာပါနှုတ်ဆက်ဖို့တော့မှဝမ်းသာဆုံးနဲ့မေ့နေတာကဲအားလုံးပဲကိုရီမားတွေမင်္ဂလာပါနော်မင်္ဂလာရှိတဲ့မင်္ဂလာညနေခင်းလေးမှာကဲအောင်သောကိုရီမားတွေတော့မင်္ဂလာသတင်းလေးပေါ့နော်လုံးဝမင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်သွားပြီကဲထပ်ပြီးတော့မလက်ဖက်နေကိုမှလည်းထိုက်ပါနိုင်ငံကနန်းကွက်ကလေးနဲ့ဆော့မလဲဆိုတော့နေတိုက်ကိုရီမားတွေအကုန်လုံးဝင်ကြည့်မယ်နော်တေးကြလက်ဆောင်အတွက်ကိုတော့ဗီဒီယိုပိုင်း live show လေးရဲ့အဆုံးမှာကျွန်တော်ပြောပေးမယ်အဲ့ဒီတော့အောင်တော့ကိုရီမားဒီနေ့လိုပဲတစ်ခွက်ကောင်းလေးချီမိမိစင်ပြေခြင်းနဲ့ဆော့ခြင်းနဲ့ဆိုရင်ဗီဒီယိုပိုင်း live show လေးကိုပြီးဆုံးနိုင်အောင် live ပြီးတော့ကြည့်ပါလို့ကြံပေးတင်ပါတယ်ကဲအဲ့တော့အောင်တော့ကိုရီမားဒီချိန်လေးမဆွဲတော့နော်ကျွန်တော်တို့ကနန်းကွက်ကလေးပြောလိုက်မယ်မနက်ဖြန်နေကုန်းစာမှာအဓိကအားဖြင့်ကျွန်တော်ရဲ့ကိုရီမားတွေ3.1 1ချင်းလေးကိုကျွန်တော်ကင်ထားပါတယ်နော်3.1 1ချင်းလေးကိုကျွန်တော်ကင်ထားတယ်3ညနဲ့ပတ်သက်ရင်3.1 3.9 3.9ရှိပါတယ်ခဏလေးပဲနော်ဟယ်လိုဟုတ်ကဲ့ခဏလေးပြင်ပြန်ဆက်လိုက်နော်ဗီဒီယိုဖိုင်လေးလုပ်နေတယ်နောက်7မိနစ်လောက်နေမှကျွန်တော်ပြန်ဆက်ပေးနော်ဟုတ်ကဲ့ပါနော်3ညနဲ့ပတ်သက်ရင်3ညပတ်တီ1ပတ်တီနော်ဒါနေကုန်1ချင်းနေပါနော်3ည1 1ချင်းကဲအောင်တော့ကိုရီမာတွေကြိုင်းနဲ့တက်မယ်ဆိုတဲ့ကိုရီမာတွေယူဆော့ပါမကြိုင်းနဲ့မနဲ့တက်ဘူးဆိုတဲ့ကိုရီမာတွေကိုကြိုင်းနဲ့တက်ရရှိမဲ့ကဏ္ဍလေးကိုစိတ်ရထက်တန်သွားတယ်ကိုဆော့ပါเนาะကိုမှရှိတဲ့ငွေနဲ့ချိန်နေပြီးဆော့မယ်ကဲ3ညနဲ့ပတ်သက်အောင်တော့ကိုဒီမှာတိုင်းမှတ်မယ်3ည3 3ည9 3ည9မနေ့ပြန်နေကိုမှ3ညနဲ့ပတ်သက်ပြီးရွေးချယ်ပြီးတော့ဆော့ပါเนาะပြီးတော့1နဲ့ပတ်သက်ရင်1 2 1 3 1 9เนาะ1 2 1 3 1 9เนาะဒါ1နဲ့ပတ်သက်ပြီးတော့1 2 1 3 1 9ကျိုင်းနဲ့တက်မယ်ဆိုတော့ကိုဒီမှာဆော့ကိုမှကီးပိုင်းပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်လုံးမိုင်ပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်เนาะအဲ့ဒီ3ည1 1ချင်းလေးနဲ့ကတ်ပြီးတော့ဆော့ပါလို့ကြံနေပေးခြင်းနဲ့အကယ်၍ကျွန်တော်ရဲ့အကူတွေမားတွေကအဲ့လိုမျိုးကိုမှပိုင်နိုင်ကီးပိုင်တွေမရှိဘူးဆိုရင်လည်းကျွန်တော်ရွေးပေးတဲ့3ည3 3ည9 3ည9 1 2 1 3 1 9ဆိုတဲ့ကဏ္ဍလေး3ခွက်ကိုဆော့ပြီးတော့ယူပြီးတော့ဆော့ဒီပါတိုင်းနဲ့တတ်မယ်ဆိုရင်ပြောတာပတ်တိလိုက်ခြင်းနဲ့ဆိုတဲ့ကိုဒီမှာပတ်တိလိုက်ပါကဲမနေ့ပြန်ကြာတာပရိတပတ်ခါတောက်ကြအဲ့ဒီ2ရက်အတွက်ကျွန်တော်ရှိမှလက်ဆောင်ပတ်တိတစ်လုံး
ထုတ်ပေးဖို့ရှိပါတယ်ဘယ်လိုထုတ်ပေးမလဲဆိုရင်အောင်သောကိုရီမာတွေကျွန်တော်ခါတိုင်းလိုပဲလာမယ့်ပတ်အတွက်ပေါ့နော်73ရက်နေ့ကနေပြီးတော့လာမယ့်ပတ်73ရက်နေ့ကနေပြီးတော့15ရက်နေ့တနင်္လာနေ့ကနေပြီးတော့ဗုဒ္ဓဘူးနေ့နော်ဟူးမကျော်ဇာတို့ပတ်တီတစ်လုံးနဲ့မွေးကနန်း3ခွက်ကိုကျွန်တော်ဘက်ကနေပြီးတာဝန်မှုတာဝန်ခံမှုအပြည့်နဲ့ပြန်ပြီးတော့မမပြန်ခေါ်နေပါပြီဒါကျွန်တော်ရှိပါလာပြီးဝင်ပြီးတဲ့ကိုရီမာတွေတည်သုံးပါနော်အခုလေဒါကျွန်တော်ရဲ့ကိုရီမာတွေတော့ကိုဒါကျွန်တော်ဘက်ကနေပြီးတော့လုံးဝအရှုံးများနေလို့မျက်မရသေးဘူးဆိုလို့ဒါကျွန်တော်ဘက်ကနေပြီးတော့ဗုဒ္ဓဘူးနေ့အတွက်တရက်စာနှစ်ပတ်တီ2 5နော်တကွာတည်းကျွန်တော်ထုတ်ပေးခဲ့တာနော်ကဲမနေ့ပြန်ကြာတာပြီးတောက်ကြမှာလဲအဲ့ဒီလိုပဲကျွန်တော်ဘက်ကနေပြီးအကောင်းဆုံးဖြစ်အောင်ဖြစ်နိုင်နေနဲ့ကြားနိုင်နေအများဆုံးရှိတဲ့ကဏ္ဍကွက်ကလေးတစ်ကွက်ကိုလည်းကျွန်တော်ထုတ်ပေးမယ်နော်ဖြစ်နိုင်နေနဲ့ကြားနိုင်နေဆိုတာထက်ဘယ်လိုပြောရမလဲလုံးဝ share ပတ်သီးပေါ့ဗျာနော်အာမခံပတ်သီးရလာမဲ့ပတ်ဘုံတော်ဦးကျော်စာတို့ပတ်သီးတစ်လုံးနဲ့မွေးကနန်း3ခွက်နော်အဲ့ဒီမွေးကနန်း3ခွက်ကိုဒီနေ့ညမှာလာပြီးတော့အဖွဲလာဝင်နေဆိုတဲ့ကိုရီမားတွေနော်ဒီနေ့နဲ့မနေ့ကမှလာပြီးတော့ဖွဲလာဝင်မယ်ဆိုတဲ့ကိုရီမားတွေအတွက်ကလုံးဝ share ပတ်သီးတစ်လုံးလက်ဆောင်ရပါမယ် share ပတ်သီးတစ်လုံးနဲ့ကနန်း2ခွက်နော်ကြာသာပလေးတောက်ကြပတ်သီးတစ်လုံးနော်ပတ်နိုင်မယ်ဆိုတဲ့ကိုရီမားတွေမှာအဆင်ပြေမှာနော်ဖွဲလာဝင်နေဆိုတဲ့ပတ်နိုင်မှာအဆင်ပြေမှာနော်မပတ်နိုင်ဘူးဆိုရင်အဖွဲမဝင်ပါနဲ့ဟိုဘာကြောင့်လဲဆိုတော့ကျွန်တော်ပေးတဲ့ရွှေခွက်ကလေးတွေပဲလိုက်ဆော့လို့အဓိကကျွန်တော်တို့ကပတ်သီးကိုအဓိကတားကထားပြီးပေးတာနော်ပတ်သီးကိုအဓိကတားကထားပြီးပေးတာအဲ့အတွက်အဖွဲဝင်မယ်ဆိုရင်ကိုဘာကိုစဉ်းစားပါပတ်သီးပတ်နိုင်မှာလာပြီးတော့ဝင်ပါနော်အဲ့ဒါကတော့အဓိကထားပြီးပြောခြင်းနဲ့နော်ရွှေခွက်ကလည်းမကြောက်ဘူးလို့တော့မပြောဘူးနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအဓိကထားပြီးပေးခြင်းတာပတ်သီးကိုအဓိကထားပြီးပေးတာနော်ကဲအဲ့တော့အောင်သောကိုရီမာတွေလာမယ်ပတ်တော့ကိုကြိုပြီးဝင်မယ်ဆိုတဲ့ကိုရီမာတွေမနေ့ပြန်ကြာတာပြီးတောက်ကြလက်ဆောင်ပတ်တီတစ်လုံးနဲ့မွေး2ခွက်ရပါမယ်ဝင်ညီမဆိုတဲ့ကိုရီမာတွေဖုန်းနံပါတ်တစ်ခါပဲပြောမယ်နော်ကိုရီမာတွေချက်လောက်လိုက်မှတ်မယ်39949453889528အဲ့ဒီဖုန်းစင်ကနှလုံးသားကျွန်တော်ကိုင်နေเนาะကျွန်တော်ကိုချိုင်းနာမည်နဲ့ KB ဝေပေးလဲရှိပါတယ်เนาะအဖွဲမယ်ဆိုတဲ့ကိုရီမာတွေဖုန်းကြိုဆက်ပါเนาะဖုန်းရင်ကြိုဆက်ပါပြီးတော့ Viber မှာ join ညီမဆိုတဲ့ကိုရီမာတွေလည်း Viber channel လေးကို comment မှာပြင်ထောက်ပေးခဲ့မယ်เนาะဖုန်းနံပါတ်မှတ်မိဆိုတဲ့ကိုရီမာတွေကျွန်တော်ရဲ့ bio မှာတစ်ချက်လောက်ပြန်ပြီးဝင်ကြည့်ပါအမှကျွန်တော်တင်ထားပါတယ်ကျွန်တော် profile အောက်မှာเนาะကဲအဲ့တော့အောင်တော့ကိုရီမာတွေအားလုံးစင်ပြေသွားပြီเนาะစကားလေးလည်းကျွန်တော်ပြောပြီးပြီเนาะအဲ့တော့အောင်တော့ကိုရီမာတွေ comment မှာပေါက်တီးလေးတွေမှန်းခဲ့ပါလာမယ့်ပတ်ဗုဒ္ဓဘူးနေ့မှာလည်းဒီနေ့လိုပဲထပ်ပြီးတော့လုပ်ပေးဖို့ရှိပါတယ်အဲ့ဒီတော့လာမယ့်ပတ်ဗုဒ္ဓဘူးနေ့မှာလည်းထပ်ပြီးတော့เนาะအဖွဲလဲမဝင်နိုင်ဘူးပတ်တီးကိုလည်းဗျာမစော့နိုင်ဘူးဆိုတဲ့ကိုရီမာတွေ free လေးပဲစော့ကျင်တယ်ဆိုရင် free ပတ်တီးတစ်လုံးနဲ့မွေးကနန်းတစ်ခွက်ပဲစော့ကျင်တယ်ဆိုရင်လာမယ့်ပတ်ဗုဒ္ဓဘူးနေ့ကျရင်ဖုန်းဆက်လိုက်ပါအကုန်လုံးခါမဲ့ထုတ်ပေးပါမယ်เนาะဒီနေ့လိုပဲကဲအဲ့တော့အောင်တော့ကိုရီမာတွေ good luck ပါကံကောင်းကြပါစေကဲစပြီးတော့ဖွဲ့မယ်ဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုကြည့်ပြီးတိုင်းနဲ့ဖွဲ့မယ်စပြီးလက်ခံပါပြီဖွဲ့လာပြီးတော့ဝင်လို့ရပါပြီเนาะကဲအဲ့တော့အောင်တော့ကိုရီမာတွေ good luck ပါစင်ပြကြပါလိမ့်ဗျာเนาะ